အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ထူးခြားစမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့တောင်တင်အင်းကြီးအကြောင်းပဲဖြစ်ပါတယ်တောင်တင်အင်းဆိုတာထရန်တောင်မြောက်ဘက်တရက်ကုန်းရွာနဲ့ကွက်ဆက်ရွာအနီးမှာရှိပါတယ်နှစ်စဉ်တပေါင်းလားပြည်တိုင်းအင်းဖွင့်ပွဲကိုစီကားတိုင်းမြိုက်စွာကျင်းပလေးရှိပါတယ်သွားမယ်ဆိုရင်မော်လမြိုင်ကြက်ခမီနဲ့တင်မောစိတ်ကနေချောင်းနှခွကိုတင်မောနဲ့လာခဲ့လိုက်ပါချောင်းနှခွကနေချင်းလီရှောင်းရင်တော့တောင်တင်အင်းကိုရောက်ပါတယ်တောင်တင်အင်းလေးလံဖွင့်ပွဲကိုကရင်ဗမာနှစ်ဘာသာနဲ့ကြီးညာပေးရပါတယ်။ဘာလို့လဲဆိုတော့ပရိသတ်တွေရောလေထိုးသားငါးဖမ်းသမားတွေပါကရင်နဲ့ဗမာတွေဖြစ်နေလို့ပါ။လေးလံရတဲ့လေထိုးသားတန်ငါသေးတွေကအချင်းချင်းရန်တက်လို့မရတခုခုကြောက်ကစားဖြစ်ခဲ့ရင်အဲ့ဒီနေ့မှာငါးတကောင်မှဖမ်းလို့မမိတော့ပါဘူး။အဲ့ဒါကြောင့်လေသူတို့လေထိုးသားတန်ငါသေးတွေအချင်းချင်းဘယ်တော့မှစကားမများကြတော့ပါဘူး။တိုင်းရင်းသားတွေစီစီလုံးလုံးချစ်ချစ်ခင်ခင်ငါးဖမ်းကြတာတွေ့ကြရပါလိမ့်မယ်။ငါးဖမ်းကြပြီဆိုရင်လေတနေ့လုံးမှာငါးတစ်မျိုးတည်းကိုသာဖမ်းမိကြပါတယ်။တရက်မှာငါးတစ်မျိုးတည်းပေါ်တာဆိုတော့အရင်ဆုံးဖမ်းမိရဲ့ငါးတွေကတစင်းတက်တစင်းတိတိတာတာတင်းငယ်သွားတာကတော့အင်မတန်ထူးဆန်းပါတယ်။ဒီတက်ထူးဆန်းတာတွေတောင်တင်အင်းမှာအများကြီးရှိပါတယ်။ဖမ်းမိတဲ့ငါးအကောင်ကြီးတွေရဲ့ဝမ်းမိုက်တွေထဲမှာမိသွေးကဲတခဲစီတွေ့ရတတ်ပါတယ်။ဒါအပြင်ရေဘူးတွင်းနှစ်တွင်းနဲ့ရှိပါသေးတယ်။တချို့အဲ့ဒီရေဘူးကိုအေးအေးခံပြီးရေချိုးကြတယ်။ယောဂဗျာကင်းဝေးတယ်လို့ယုံကြည်ကြလို့ပါပဲ။တချို့ဆိုရင်ကော်ဖီဖြော်တောက်ကြတာတွေလည်းရှိပါတယ်။တကယ်တော့အဲ့ဒီလိုထူးခြားဆန်းပြားတာတွေရဲ့နောက်ကျောင်းမှာတန်ဝေကရစရာရင်းနှီးစရာတွေရှိပါတယ်။တောင်တင်အင်းကြီးကပြင့်တန်တင်နေတဲ့လူကောင်းတွေဒုက္ခရောက်ကြရတဲ့နေရာဒေသငကုံးမတကောင်ကြောင့်တလီလုံးပုတ်သွားရတဲ့အဖြစ်အပျက်တစ်ခုတောင်တင်အင်းကြီးမှာရှိခဲ့ပါတယ်။အဲ့ဒီအင်းကြီးရဲ့ရာဇဝင်အရယခုတောင်တင်အင်းကြီးကရဟန္တာတစ်ပါးကိုပြစ်မှားစော်ကားခဲ့လို့ပြစ်ဒဏ်ပေးခြင်းခံထားရတဲ့ရခင်ကမင်းနေပြီးတော့ကြီးပါပဲဒီရာဇဝင်ရဲ့အစကတော့တခါတော့ကလူတစ်ယောက်ဟာသူ့မိသားစုကိုကောင်းရောင်းကောင်းဝယ်ရှာမကြွေးပဲရဟန်းအယောင်ဆောင်ပြီးရှာကြွေးပါတဲ့တရက်မှာတော့သူ့လှုပ်ဆောင်နေကြအတိုင်းမြို့ရင်းဝင်ပြီးတော့စွန့်ခံတာကိုဘရင်ကြီးတွေ့သွားပါတယ်ပထမရက်မှာတော့ရဟန်းအတုမှန်မသိရဲ့အတွက်ဘရင်ကြီးမှာရဟန်းအတုကိုကြီးညိုသွားပါတယ်ဒါနဲ့ဗမာသတင်းသုံးတယ်လေကျောင်းသင်္ကန်းပစ္စည်း၄ပါးလှူဒန်းရအောင်အမတ်တဦးကိုမတိမတာဆေးလွတ်ပြီးတော့စုံစမ်းခိုင်းစေပါတယ်။အမတ်ကြီးလည်းရဟန်းအတုနောက်ကနောက်ယောင်ခံလိုက်ကြည့်ရဲ့အခါမှာရဟန်းအတုမှန်သိသွားပါတယ်။အမတ်ကြီးကဘရင်ကြီးကိုအမှန်တိုင်းရှောက်တင်နေတော့ရဟန်းအတုနဲ့တကွသူ့မိသားစုကမင်းပြစ်မင်းတက်ကြားခံရတော့မှာပဲလို့တနာစိမ့်နဲ့အမှန်အတိုင်းမရှောက်တင်ပဲတောထဲမှာပျောက်ကွယ်သွားပါတယ်လို့ရှောက်လိုက်ပါတယ်။သူအဲ့ဒီလိုရှောက်တင်လိုက်တော့မှဘရင်ကြီးခင်ဗျာတရားစိတ်တွေပို့လာပြီးတော့တခြားအမတ်တယောက်ကိုရအောင်စုံစမ်းခိုင်းတဲ့အခါအမှန်အတိုင်းသိသွားပါတယ်။ဘရင်ကြီးကလည်းသူ့မိသားစုကိုမတိကိုက်စေလိုတာရဲ့ရန်အတုကိုနောင်နာရစဉ်လူရရဲ့ကြောင့်အမိန့်တစ်ခုကိုမောင်ကြီးနေခက်ကထုတ်ပြန်လိုက်ပါတယ်။အမိန့်ကရဟန်းတွေကိုစွန့်ဝတ်စတတွေးလောင်းရမယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုရဟန်းအတုကအရင်ဆုံးကြားသွားပြီးတော့တခြားမြို့တရွာကိုထွက်ပြေးသွားပြီးမြဲရဟန်းအစ်စ်တစ်ပါးကမြို့ရဲကိုစွန့်ကန်ကြလာပါတယ်။ဒီအခါမှာတိုင်းသူပြည်သားတွေကဘရင်အမိတ်တိုင်းစွန့်မလောင်းမဲ့တတွေးတွေတပိတ်တဲ့ဝိုင်းထွေးကြပါတော့တယ်။ရဟန်းလဲစွန့်မစားရတဲ့အစုံမြို့ပြင်မှာဆက်ကြွသွားလိုက်ပါတယ်။မြို့ပြင်မှာဘရင်နန်းတော်ကိုပန်းဆက်ရတဲ့ရှင်မင်းမဥယျာဉ်တစ်ခုရှိပါတယ်။ဥယျာဉ်မူဇနီးမောင်နှံကမောင်ကြီးနေခတ်ထားတာကိုမသိလေတော့စွန့်လောင်းဖို့တပိတ်ကိုယူလိုက်တဲ့အခါအမှတ်မတင်တတွေးတွေကိုတွေ့လိုက်ရတော့အံ့ဩတုန်လှုပ်သွားခဲ့ကြပါတယ်။စိတ်မကောင်းခြင်းကြီးစွာနဲ့တပိတ်ကိုယူစေးကြောတန့်စင်ပြီးတော့ရေတွေကိုမြေပေါ်တွန်းချလိုက်တဲ့အခါရေတွေကစူပွက်လာပြီးတော့တွင်းငယ်ဖြစ်သွားပါတယ်။နှစ်ခါသွန်းမိလိုက်တဲ့အတွက်တွင်းငယ်နဲ့တွင်းဖြစ်နေပြီးရေတွေစူပွက်နေတာကိုထိတ်လန့်အံ့ဩစွာငေးကြည့်နေမိကြရင်တတိလွတ်နေကြပါတယ်။အဲဒီခါမှာယဟန်တော်ကတတိပေးလိုက်တယ်။တကားကြီးတို့ဒီအရက်ဒေတာဟာတပတ်အတွင်းကြစ်တံပေးခံရတော့မယ်။တကားကြီးတို့မောင်နှံအမြန်ဆုံးထွက်ခွာကြလေတော့လို့မိန့်မာပြီးကောင်းကင်ခီးကိုဇန်နဲ့ကြွတော်မူခဲ့ပါတယ်။ဒီအခါမှာဥယျာဉ်မူဇနီးမောင်နှံတို့ဟာယဟန်နာပဲလို့သိလိုက်ကြပါတယ်။အဲဒီနောက်သူတို့ကဘရင်အတွက်အကျိုးအကြောင်းစတစောင်းခြံဝင်းထဲမှာထားခဲ့ပြီးတော့အမြန်ဆုံးခီးနေကြပါတယ်။ရှင်မရင်ကပန်းဆက်မလာတဲ့ဥယျာဉ်မူစီလူလွတ်တဲ့အခါစာကိုတွေ့သွားပါတယ်။မှားလေစွာလို့နောင်နာကြီးစွာရပါပြီ။ပြစ်ဒဏ်မကြရောက်ခင်ဒီအရက်ကနေစွန့်ခွာဖို့အမြန်ဆုံးစီစဉ်ပြီးစင်တက်မြေတန်းဘိုးချင်းများစွာချမ်းရလို့ထွက်ခွာလာတဲ့အခါအခုလက်မှုအိုက်ဖရာအနီးအရောက်ငလင်တော်လဲမြည်ဟီးတန်နေတဲ့အတူ
နန်းတော်ကြီးရောတက်ရှိများပါမကြမ်းအကောဝါမျိုးပြစ်လာခြင်းခံရပါတော့တယ်။ဒီအကြောင်းကိုဥယျာဉ်မှုဇနီးမောင်နှံတို့ကြားသိရလိုက်ချိန်မှာမူးတော်ကန်တော်ကြီးအနီးရင်ခွဲနာကြကတေပွဲဝင်ခဲ့ရရှာပါတယ်။အခုသူတို့မောင်နှံကမူးတော်ကန်တော်ကြီးမှာစောင့်နေကြတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ပထမဦးဆုံးဖမ်းမိရဲ့ငါအကြီးကြီးတွေကဘရင်နဲ့သူ့မိသားစုဝင်တွေနောက်ဆုံးရက်တွေမှာမိရဲ့ငါးတွေကတော့တိုင်းသူပြည်သားတွေပြစ်ဒဏ်ခံနေကြရတာလို့ယုံကြည်ကြပါတယ်။ဒီအဖြစ်အပျက်တွေကပါဇက်ရာဆိုရင်ဆိုပေမဲ့ဂမ်ဘီယာဆန်ဆန်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြည့်နှက်နေပါတယ်။ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးခဲ့တာကတော့ထူးခြားစမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့တောင်တင်အင်ကြီးအကြောင်းပဲဖြစ်